ဒေသတဲ့မဲဆန္ဒရှင်လူသားပြည်သူအပေါင်းတို့ခင်ဗျာမဲဆန္ဒရှင်များစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးမိမိတို့ရဲ့လူအင်ဆန္ဒများတလုံးတစ်ဝါဒီပြည့်စုံကြပါစေလို့ဆန္ဒပြုရင်နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်က88မျိုးဆက်ဒီမိုကရေစီပါတီခိုင်ကော်မတီဥက္ကဋ္ဌဦးတောင်းရွှေဖြစ်ပါတယ်ဒီကနေ့ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်မှကျွန်တော်တို့ပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်များကိုအကျဉ်းချုပ်ပြီးတင်ပြသွားမှာဖြစ်ပါတယ်မဲဆန္ဒရှင်ပြည်သူများကလည်းကျွန်တော်တင်ပြချက်များအပေါ်လေ့လာဝေဖန်သုံးသပ်ဆုံးဖြတ်ပြီးတော့2015ခုနှစ်မှာကျွန်တော်တို့88မျိုးဆက်ဒီမိုကရေစီပါတီမှဝင်ရောက်ရွေးခံကြမယ်လွှတ်တော်အသီးသီးမှကိုယ်စားလှယ်များကိုလည်းယုံကြည်စိတ်ချစွာနဲ့မဲဆန္ဒပေးကြဖို့တိုက်တွန်းမေတ္တာခံအပ်ပါတယ်ခင်ဗျာလေးစားတဲ့မဲဆန္ဒရှင်ပြည်သူများခင်ဗျာကျွန်တော်တို့ပါတီဟာဖွဲ့စည်းပြီးတဲ့နောက်ကျွန်တော်တို့ပါတီရဲ့အလံတော်ဖြစ်ပါတယ်ကျွန်တော်တို့ပါတီရဲ့အလံဟာရဲရင်ချင်းကိုအတိပ္ပယ်ဖော်ဆောင်တဲ့အနီရောင်အောက်ခံမှာရှိပြီးတော့လယ်သမားကျောင်းသားများအလုပ်သမားလယ်သမားရဟန်းရှင်ပြည်သူများကိုစားပြုတဲ့ခွတ်တောင်အဝါရောင်ကိုတိုင်းဒေသကြီးနဲ့ပြည်နယ်14ခုကိုစားပြုတဲ့အဖြူရောင်ကျဲ14လုံးကိုဝိုင်းရံထားခြင်းဖြစ်ပါတယ်ပါတီရဲ့တရိပ်ဟာလည်းပါတီအလံနဲ့ထပ်တူဖြစ်ပါတယ်မဲဆန္ဒရှင်ပြည်သူများခင်ဗျာဆက်လက်ပြီးတော့ပါတီရဲ့မူဝါဒများကိုတင်ပြပါမယ်နံပါတ်1ပါတီဟာနိုင်ငံတော်နဲ့နိုင်ငံသားများရဲ့ကျေးဇူးသစ္စာကိုအမြဲစောင့်သိယူစေပြီးနိုင်ငံတော်အာဏာသည်အမြဲတမ်းနိုင်ငံသားများထံမှဆင်းသက်စေရပါမယ်နံပါတ်2ပါတီသည်နိုင်ငံတော်၏အကျိုးစီးပွားကိုမြင့်တင်ဖော်ဆောင်ခြင်းကာကွယ်ထိန်းသိမ်းခြင်းတို့ကိုအမျိုးသားရေးတာဝန်တရားအဖြစ်မှတ်ယူသွားမှာဖြစ်ပါတယ်နံပါတ်3ပါတီသည်ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီးနံပါတ်4ပါတီသည်နိုင်ငံလူနိုင်ငံသားများတို့အပေါ်အပြန်အလှန်ယုံကြည်မှုလေးစားမှုအသိအမှတ်ပြုမှုတန်းတူညီမျှမှုသဘောထားကြည်မှုတစ္ဆာရှိမှုအထွေထွေနားလည်သဟဇာတပြည့်မှုတို့ကိုဥတည်သွားမှာဖြစ်ပါတယ်နံပါတ်5ကကြီးနိုင်ငံတော်အားလက်နက်ဆွဲကင်တော်လှန်ခြင်းနဲ့အကြမ်းဖက်လုပ်ရများကိုလှုပ်ဆောင်ခြင်းနိုင်ငံတော်ကမတရားသဖြင့်ကြော်ညာခံထားသောအဖွဲ့အစည်းများနဲ့တိုက်ရိုက်ဖြစ်စေတွေ့ဝ၍ဖြစ်စေအားပေးကူညီခြင်းနိုင်ငံခြားတိုင်းပြည်တစ်ခုခုမှအစိုးရသို့မဟုတ်ဘာသာရေးအဖွဲ့အစည်းတစ်ခုခုသို့မဟုတ်အခြားအဖွဲ့အစည်းတစ်ခုခုသို့မဟုတ်လူပုဂ္ဂိုလ်တဦးထံမှငွေကြေးပစ္စည်းနဲ့အခြားအထောက်ပံ့တို့ကိုတိုက်ရိုက်ဖြစ်စေတွေ့ဝ၍ဖြစ်စေရယူသုံးစွဲခြင်းနဲ့ကြီးဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစားပြုခြင်းတို့ကိုလုံးဝရှောင်ကျဉ်သွားမှာဖြစ်ပါတယ်နော်မှတ်6နိုင်ငံတော်ကိုအဂတိလိုက်စားမှုကင်းစင်သည့်နိုင်ငံတော်အဖြစ်စနစ်တကျကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်မဲဆန္ဒရှင်ပြည်သူများခင်ဗျာပါတီရဲ့လုပ်ငန်းစဉ်များကိုလည်းအောက်ဖော်ပြပါအတိုင်းချမှတ်ထားပါတယ်1ပညာရေးပါတီဒီဘက်စုံအတွေးခေါ်အယူဆမှန်ကန်ပြီးအကျင့်စာရိတ္တကောင်းမွန်ပြီးနိုင်ငံတော်တည်ဆောက်ရေးအတွက်အကျိုးဖြစ်စေမည်ကြီးစာမတတ်သူကင်းစင်ရေးခွေမတင်မနေရအခမဲ့မူလတန်းအဆင့်မှအလယ်တန်းအထက်တန်းပညာရေးစနစ်ကိုဖော်ဆောင်ရေးအတမေးဝမ်းကျောင်းပညာရေးကြီးဘုံတော်ကြီးသင်ပညာရေးကျောင်းသားတိုင်းစိတ်ကြိုက်ဘာသာရွေးချယ်သင်ကြားနိုင်သောပညာရေးစလုံးပညာသင်ထောက်ပံ့ခြင်းနဲ့သုတေသနရန်ပုံငွေစနစ်လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်ရဲ့ဗဏ္ဍာငွေမှထိုက်တင်သည့်ငွေပင်ငွေရင်းများထည့်ဝင်အားပေးမြင့်တင်ဆောင်ရွက်တော်မှာဖြစ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်လို့ပါတီဒီတမျိုးသားလုံးကျန်းမာကြန့်ခိုင်ပျော်ရွှင်ရေးကိုဥတည်၍ကြီးအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေထူထောင်ခြင်းကြီး
ကျမ်းမာရေးစောင့်ရှောက်မှုအာမခံထားရှိရေးလုပ်ငန်းများကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။နံပါတ်3စီးပွားရေးကကြီးပါတီဒီနိုင်ငံတော်၏စီးပွားရေးတရားလုံးကိုဈေးကွက်စီးပွားရေးစနစ်နဲ့လိုက်လျောညီထွေဖြစ်စေရန်နိုင်ငံတော်ပိုင်ဓမ္မမပိုင်အများပိုင်ပုဂ္ဂလိကပိုင်ဖက်ဆက်နှင့်ရင်းနှီးမြှုပ်နှံမှုပိုင်ဟုစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများကိုလွတ်လပ်စွာအပြိုင်ဆိုင်လုပ်ကိုင်ခွင့်ရရှိစေရန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ခဝေပါတီဒီအထူးစီးပွားရေးရုံးများထူထောင်ပြီးပြပအတတ်ပညာနဲ့ရင်းနှီးများကိုဖိတ်ခေါ်ဆွဲဆောင်၍စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။နံပါတ်4လူမှုရေးပါတီဒီရှိရင်ဆွဲအမျိုးသားဇယိုက်လက္ခဏာများကိုထိန်းသိမ်းစောင့်ရှောက်ပြီးတော့ရခိတတရားများပုံမထွန်းကားစေခဝေအမျိုးဘာသာစာပေဂီတပညာနဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုမပြောက်ပြက်အောင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါတယ်။တောင်သူလယ်သမားရေးကကြီးပါတီဒီတောင်သူလယ်သမားများ၏အခွင့်အရေးနဲ့ရပိုင်ခွင့်အကျိုးစီးပွားများကိုမြင့်တင်စောင့်ရှောက်ကာကွယ်ခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ခခွေလယ်လုပ်သူလယ်ပိုင်ခွင့်ရရှိစေရေးကငယ်ပြပဈေးကွက်ရရှိစေရန်နှင့်လိုအပ်သောအရင်းအနှီးဈေးစကားများဤပညာများနဲ့ကုန်ကြမ်းများပံ့ပိုးစေရန်နှင့်ချေးငွေပံ့ပိုးရရှိစေရန်ကကြီးဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီသောသီးနှံအမျိုးအစားများကိုစိုက်ပျိုးနိုင်ရေးအတွက်ဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီသောသီးနှံများကိုစိုက်ပျိုးရေးအတွက်သတင်းအရင်းအမြစ်များစုဆောင်းဆက်သွယ်ပေးခြင်းငါတောင်သူလယ်သမားများ၏အခွင့်အရေးမဆုံးရှုံးရနှင့်တောင်သူလယ်သမားများတမဲကဖွဲ့စည်းတည်ထောင်ခြင်းလှုပ်ဆောင်ရနှင့်တောင်သူလယ်သမားများတမဲကများတွင်တောင်သူလယ်သမားစစ်ကိုယ်တိုင်ဥဆောင်နိုင်ပြီးနိုင်ငံတော်မှာခေတ်မီပညာရပ်များစီမံခန့်ခွဲမှုများကိုယ်တိုင်လေ့လာစေရန်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများစီးပွားရေးလုပ်ငန်းများကုမ္ပဏီများထူထောင်လုပ်ကိုင်နိုင်ရေးတို့ကိုကြိုးပမ်းဆောင်ရွက်တော့မှာဖြစ်ပါတယ်။အလုပ်သမားရေးနံပါတ်1ပါတီဒီအလုပ်သမားများရဲ့လုပ်ပိုင်ခွင့်နှင့်အလုပ်သမားများ၏နစ်နာမှုများကိုကာကွယ်စောင့်ရှောက်ပြီးနိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များအတိုင်းအလုပ်ချိန်နဲ့အချိန်ပိုလုပ်အားကလစာစံနှုန်းအတိုင်းရရှိရေးလုပ်ငန်းခွင်တာယာရေးနဲ့ဘေးအန္တရာယ်ကင်းရှင်းစေရေးလုပ်ငန်းခွင်မတော်ဆထိခိုက်မှုများနဲ့ပတ်သက်၍ထိုက်တဲ့မျှတသည့်နစ်နာကြေးနဲ့လျော်ကြေးခံစားခွင့်ရရှိရေးအိုနာစာရန်ပုံငွေများတည်ထောင်ထားရှိရေးတို့ကိုကြိုးပမ်းဆောင်ရွက်တော်မှာဖြစ်ပါတယ်။နှစ်ပါတီဒီလုံအားစေခိုင်းခြင်းနဲ့ပတ်သက်လို့ကကြီးအရွယ်မြောက်သေးသည့်ကလေးငယ်များအားလုပ်ကိုင်ဆောင်ရွက်စေခြင်းမျိုးခခွေအခကြေးငွေမပေးဘဲအလုပ်စေခိုင်းခြင်းမျိုးကငယ်အခကြေးငွေနဲ့မထိုက်တန်သောအလုပ်စေခိုင်းခြင်းမျိုးကကြီးတာဝန်နဲ့မတက်ဆိုင်သောအလုပ်ကိုခိုင်းစေခြင်းခံမျိုးငါလုံအားနဲ့ထိုက်တန်မှုမရှိသောအခကြေးငွေဖြင့်ခိုင်းစေခံရခြင်းစလုံးစိတ်ဆန္ဒမပါသောအလုပ်ကိုင်အတင်းကျခိုင်းစေခံရခြင်းကိုမဖြစ်ပေါ်စေရန်အလေးထားဆောင်ရွက်တော်မှာဖြစ်ပါတယ်။နံပါတ်3ပါတီဒီအလုပ်သမားများ၏ကကြီးလူမှုရေးပညာရေးကျန်းမာရေးတက်တာချောင်ကြီးရေးနဲ့လူမှုဖူလုံရေးစနစ်ထူထောင်ကျင့်သုံးရေးခခွေလုပ်ငန်းနယ်ပယ်လိုက်အလုပ်ကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်းဖြင့်အလုပ်လက်မဲ့ပြဿနာများဖြေရှင်းနိုင်ရေးတို့ကိုကြိုးပမ်းဆောင်ရွက်တော်မှာဖြစ်ပါတယ်။နံပါတ်4ပါတီဒီအလုပ်သမားများ၏အခွင့်အရေးများဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန်အလုပ်သမားအစည်းအရုံးသို့မဟုတ်တမဲကဖွဲ့စည်းတည်ထောင်နိုင်ရေးနှင့်အလုပ်သမားများကိုယ်တိုင်ထိုအလုပ်သမားအစည်းအရုံးများတမဲကများကိုဥဆောင်နိုင်ရေးနှင့်ပြည်ပနိုင်ငံရေးများသို့တွားရောက်၍လုပ်ငန်းနှင့်ဆိုင်သောခေတ်မီနည်းပညာများကိုလေ့လာနိုင်ပြီးအလုပ်သမားများကိုယ်တိုင်ပူးပေါင်းပါဝင်သည့်စက်မှုလက်မှုလုပ်ငန်းများစီးပွားရေးလုပ်ငန်းများကုမ္ပဏီများထူထောင်လုပ်ကိုင်နိုင်ရေးနှင့်အလုပ်သမားများ၏အလုပ်ပိတ်ရက်များနှင့်အကျိုးခံစားခွင့်များသည်အစိုးရအလုပ်သမားများ၏အကျိုးခံစားခွင့်အတိုင်းဖြစ်စေရပါမည်။နံပါတ်9နိုင်ငံခြားရေးပါတီဒီနိုင်ငံတကာနှင့်ငြိမ်းချမ်းစွာအတူတကွနေထိုင်ရေးနှင့်လွတ်လပ်တက်ကြွပြီးဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကိုလက်ခံကျင့်သုံးပြီးနိုင်ငံအတွင်းတွင်မည်သည့်နိုင်ငံခြားရေးတပ်ဖွဲ့ကိုမှတပ်ချခွင့်မပြုရေးတို့ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။လေးစားတဲ့လူသားပြည်သူများခင်ဗျာ
ထက်ကဆိုခဲ့သလိုကျွန်တော်တို့ပါတီရဲ့မူဝါဒများသဘောထားများလုပ်ငန်းစဉ်များကိုလည်းတင်ပြခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့ပါတီတွေအားလုံးကတင်ပြခဲ့တဲ့သဘောထားလုပ်ငန်းစဉ်မူဝါဒတွေကကောင်းကြပါတယ်သို့တော်လည်းအဲ့ဒီပါတီတွေမှာပါဝင်လှုပ်ရှားနေကြတဲ့လွှတ်တော်အသီးသီးမှာဝင်ရောက်ရှင်ပြိုင်အရွေးခံကြမဲ့လူတွေကောင်းကြဖို့လိုပါတယ်လူတွေမကောင်းကြရင်မူတွေဘယ်တော့ကောင်းကောင်းတိုင်းပြည်ဟာမတိုးတက်နိုင်မှာမဟုတ်ပါဘူးနိုင်ငံတော်မှာမိတင်းတင်ရတဲ့နိုင်ငံလူနိုင်ငံသားတွေကလည်းဆင်းရဲတွင်းကဘယ်တော့မှတက်လာနိုင်မှာမဟုတ်ပါဘူးဒါကြောင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ချိန်မှာလူကောင်းတွေလိုအပ်ပါတယ်နိုင်ငံတော်ကိုချစ်မြတ်နိုးတဲ့လူတွေလိုအပ်ပါတယ်ကိုကျင့်တရားကောင်းမွန်တဲ့လူတွေလိုအပ်ပါတယ်သီလတိတ်ခါတမာတိရှိတဲ့လူတွေလိုအပ်ပါတယ်ပြည်သူတွေကိုကြောစားရင်သာမခွဲကြပဲဆက်ဆံပြုမှုတတ်တဲ့ခေါင်းဆောင်တွေလိုအပ်ပါတယ်တိုင်းပြည်ကောင်းအောင်တည်ဆောက်နိုင်မဲ့ခေါင်းဆောင်တွေရွေးချယ်ပေးဖို့လိုအပ်ပါတယ်မိမိနိုင်ငံကိုကမ္ဘာနိုင်ငံများအလယ်မှာဂုဏ်သိက္ခာရှိသောနိုင်ငံတော်ကြီးဖြစ်တည်ဆောက်ပေးနိုင်မဲ့ခေါင်းဆောင်တွေကိုရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်ဒါကြောင့်လာမယ့်2015ခုအထွေထွေရွေးကောက်ပွဲကြီးမှာမဲဆန္ဒရှင်ပြည်သူများအနေနဲ့အရွေးမမှားပဲမိမိတို့ရဲ့အသေးချာကမဲပြားကိုတန်ဖိုးရှိရှိနဲ့အသုံးပြုနိုင်ကြပါစေလို့မေတ္တာရပ်ခံနဲ့ကျွန်တော်တို့88မျိုးဆက်ဒီမိုကရေစီပါတီရဲ့တင်ပြချက်များကိုရနာအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်